ဒီလူကကမ္ဘာအမြင့်ဆုံးတောင်တွေကိုခြေထောက်မပါဘဲပထမဦးဆုံးတက်နိုင်တဲ့သူဖြစ်ပြီးတော့ကမ္ဘာပေါ်မှာစိတ်သက်အကြံ့ခိုင်ဆုံးနဲ့အတန်မာဆုံးမတန်ဆွမ်းတွေကတူဖြစ်ပါတယ်။ခြေထောက်မပါဘဲအပြင်သွားလာဖို့တောင်မလွယ်လှပေမဲ့သူကတော့လက်အားအမိပြုပြီးတော့ကမ္ဘာအမြင့်ဆုံးတောင်၄ခုထက်မနည်းကိုတက်ရောက်ခဲ့ပြီးသူဖြစ်ပါတယ်။သူဟာမွေးရပါမတန်ဆွမ်းတော့မဟုတ်ခဲ့ပဲ2015ခုနှစ်မှာအစာအုပ်တစ်လုံးပြိုကျရမှာပြီးတော့ခြေထောက်နှချောင်းလုံးကိုဆုံးရှုံးခဲ့ရပေမဲ့စိတ်သက်မကြပဲပြန်ယုံထွက်ကတောင်တက်နေသူဖြစ်ပါတယ်။တန်မန်လူတွေတောင်မတက်ရောက်နိုင်တဲ့ကဘာပေါ်မှာရှိတဲ့အမြင့်ဆုံးသောတောင်တွေကိုတက်ခဲ့သူဖြစ်ပြီးတော့ကာယဗလမောင်မော်ရဲအပြင်စေးတက်ကရိုကနေပါမစတာဘွဲရရှိတဲ့အထိစူးစမ်းခဲ့သူဖြစ်ပါတယ်။ထိတ်လန့်စရာကောင်းပြီးစွန့်စားရလွန်းတဲ့ရေခဲတောင်တွေကိုခြေထောက်မပါပဲလက်တွေကိုအားပြုတက်တဲ့မတန်ဆွမ်းသူရဲကောင်းကြီးဟာအသက်33နှစ်ဝန်းကျင်ရှိတဲ့ရုရှားလူမျိုး Rustam Nabayev ဆိုသူဖြစ်ပါတယ်။သူဟာရုရှား၊အာဂျင်တီးနား၊တန်ဇေးနီးယား၊နီပေါနိုင်ငံတွေကရေခဲတောင်တွေကိုတက်ရောက်ခဲ့ပြီးဖြစ်တယ်လို့နောက်ထပ်အမြင့်ဆုံးသောတောင်တွေကိုထပ်ပြီးတက်ရောက်ဖို့ဆန္ဒရှိကြောင်းပြောဆိုထားပါတယ်။တန်မန်လူသားဆိုရင်ခြေထောက်တွေဖြက်လက်ရချိန်မှာစိတ်သက်ကြပြီးအိမ်သွင်းအောင်းနေသူတွေသာများမှာဖြစ်ပေမဲ့ရူစတန်ကတော့လက်ကိုအမိပြုပြီးကာယလေ့ကျင့်ခန်းတွေကိုစနစ်တကျတင်ယူပြီးတော့တန်မာစေခဲ့ပါတယ်။အဲဒီနောက်မှာကမ္ဘာအမြင့်ဆုံးသောရေခဲတောင်တွေကိုတက်ရောက်ဖို့ကြိုးစားခဲ့ပြီးပထမဆုံးအနေနဲ့ရုရှားနိုင်ငံကအမြင့်ပေ18500ကျော်တဲ့ Erebus တောင်ကိုတက်ရောက်နိုင်ခဲ့ပြီးသူ့အိမ်မက်ကိုစတင်အကောင့်ထဲပေါ်ခဲ့ပါတယ်။နောက်ပိုင်းနိုင်ငံတကာကအမြင့်ဆုံးတောင်တွေကိုဆက်တက်ခဲ့ရမှာ2021ခုနှစ်မှာတော့ကမ္ဘာအမြင့်ဆုံးတောင်တွေထဲကတစ်ခုဖြစ်တဲ့နီပေါနိုင်ငံကအမြင့်ပေ2800နီးပါးရှိတဲ့မန်နက်စလုတောင်ကိုတက်ခဲ့ပြီးစံချိန်တစ်တင်နိုင်ခဲ့ပါတယ်။ခြေထောက်မပါပဲပထမအဆုံးတက်ရောက်နိုင်ခဲ့သူအဖြစ်မှတ်တမ်းရရှိခဲ့တာဖြစ်ပြီးတော့ဒီဂုံယူစရာအချက်ကိုရူစတန်အနေနဲ့လွယ်ကူကူဖြတ်တန်းနိုင်ခဲ့တာမဟုတ်ပဲအာငယ်မှုတွေဝမ်းနည်းမှုတွေကိုအန်တုပြီးကြော်ဖြတ်ခဲ့ရတာဖြစ်ပါတယ်။ဆိုတော့ဒီလိုတန်မာရတဲ့အချက်တွေအားနည်းချက်တွေကိုကြော်လွှားနိုင်ခဲ့တဲ့အဓိကအကျဆုံးအချက်တစ်ခုကဘာမစိုးဖြည့်ပေးခွန်အားပေးတဲ့ဇနီးတဲ့ကောင်ရရှိထားတာတွေ့ရပြီးကလေး3ဦးပါရရှိထားတာပါတခုခုမလုံနိုင်ဘူးယူဆနေရင်ဒီလိုမတန်ဆွမ်းနေတောင်ကမ္ဘာအမြင့်ဆုံးတောင်တွေကိုကြော်ဖြတ်ဖို့ကြိုးစားနိုင်ခဲ့တာကိုသတိရပြီးခွန်အားယူပါလို့ဆိုပါရစေ။